ကဲတွေ့ပါပြီဒီဟာကတော့ Time City ရဲ့ဝင်ချင်းအပေါရဲ့အရှိတဲ့မှာသူပြုတ်လောက်ထားရဲ့အရန်ကမှတက်ပဲဖျားလေးဖြစ်ပါရဲ့ကိုဘာသာချအနေနဲ့တော့တည်ရပါတော့ဒီမှာသူတို့ဖျားတဲ့ထားတာလေးတွေကဆိုရင်မြင်ရတက်ပဲတော်တော်လေးကိုဆွတောင်းပြရလို့ပြောတယ်တချို့နေအားလူတွေဆိုလို့ရှိရင်အလိုတကူးတကပေါ့နော်ဒီမှာ Time City ကိုလာလဲရင်းနဲ့သူတို့ဒီမှာအချိန်ပေးပြီးတော့ဆွတောင်းကြတယ်ဒါကိုကနေပူလို့တာလေအဲ့ဟိုဘက်ကိုပတ်ရမှာလေအဲ့ဖြတ်ပြီးတော့မှသွားမှာဆိုနေတာအပူရယ်ကွာအားကြောင့်မလို့မသွားတော့မှတကယ်ချင်းတစ်ယောက်ရဲ့ကောင်းကျိုးနဲ့ဘယ်တော့ပူလဲဆိုတော့သူတို့ရဲ့မျက်နှာအပူချိန်တွေကိုလည်းကြည့်လိုက်ပါတော့မီးတွေလိုပဲဒါသွားချင်တာတော့ရွေးချက်ကတော့နိုင်ဝယ်ပို့သွားတာပါဒါပေမဲ့အဲ့နာမှာအမတ်တရလေးဖြစ်အောင်လို့ဒီအရှိအယုတ်ကလေးကကြာဒါသူတို့တယုံနှစ်ပေါ့နော်ဟိုတယုံနှစ်တွေမှာဆိုရင်ယုံနှစ်ကြားနှစ်မြင်းနှစ်ကြွက်နှစ်မွေးနှစ်ဒီလိုမျိုးပေါ့နော်မွေးတဲ့နှစ်ကလေးတွေပေါ့နော်အဲ့ဒီဟာမှာငကားနှစ်အဲ့လိုမျိုးပေါ့သူတို့နှစ်ကလေးတွေကိုသူတို့အယူဆနဲ့သူတို့ပေါ့အမကြီးမှာမြင်းနှစ်အဲ့လိုမျိုးလေးလောက်ထားရပေါ့နော်အဲ့လေးကိုလည်းဝင်ရိုက်ပါတယ်ဝင်ရိုက်ထားလိုက်ပါတယ်ပေါ့နော်လမ်းကြုံတုံးလေးမြောက်မိသားစုအဲ့တော့အရှိရ2ယောက်ရဲ့မျိုးနွယ်ဘွားတွေပေါ့ရှောက်စားဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုတွေထပ်တင်ပါအောင်မနော်